အားလုံးမီလာမြတိုင်းဆိုင်မြန်မာနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မြဒီနေ့ကျွန်တော်မျှပဲအကြောင်းလေးကတော့ကျွန်တော်တို့ Facebook မှာrecovery code ယူနေလေးပဲဖြစ်ပါတယ်ခင်ဗျဒီ Facebook မှာ recovery code ယူရမယ်ဆိုလို့ရှိရင်ပေါ့နော်ကိုဖုန်းနံပါတ်တွေကို2 step ခံရတဲ့ Facebook မှာ2 step ခံရတဲ့ဖုန်းနံပါတ်ကြီးမေးပျောက်သွားရင်တော့မှာပေါ့နော်ကျွန်တော်ဒီ recovery code လေးနဲ့ကျွန်တော်တို့ပြန်ပြီးတော့ Facebook ကောက်ကိုပြန်ပြီးတော့အလွယ်တကူဝင်လို့ရမှာလည်းဖြစ်ပါတယ်မြဒါကြောင့်မို့ဒီ recovery code ကိုဘယ်လိုယူရမလဲဆိုတော့ကျွန်တော်ဒီ video လေးကိုအဆုံးထိကြည့်ရှုပေးပါမြဒီလိုလေးမစတင်ဘူးပေါ့နော်ကျွန်တော် channel လေးကိုလည်း like and subscribe နှိပ်တော့ပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုပါတယ်မြဒါဆိုရင်ကျွန်တော် video လေးကိုစလိုက်ရအောင်မြရုံးဆုံးကိုယ့်ရဲ့ Facebook ကောက်တွေကိုဝင်လိုက်ပါခင်ဗျပြီးရင်ကျွန်တော်တို့အပေါ်ဘက်ညာဘက်ထောက်က menu button လေးကိုကျွန်တော်နှိပ်ပြပါခင်ဗျလေးပါကျွန်တော်ဒီနားရောက်ပြီဆိုလို့ရှိရင်အောက်က setting and privacy ဆိုတာလေးကိုကျွန်တော်ထပ်နှိပ်ပြပါခင်ဗျကောင်းလေးပါခင်ဗျပြီးရင်ကျွန်တော် setting ဆိုတာလေးကိုကျွန်တော်ထပ်နှိပ်ပြပါခင်ဗျကျွန်တော်ဒီနားရောက်ရင် Simo in account center ဆိုတဲ့နေရာလေးကိုကျွန်တော်နှိပ်ပြပါခင်ဗျကျွန်တော်ဒီနားရောက်လို့ရှိရင်အောက်က passport and security ဆိုတဲ့နေရာလေးကိုကျွန်တော်ထပ်နှိပ်ပြပါခင်ဗျကောင်းလေးပါဒီနားရောက်လို့ရှိရင်ကျွန်တော် two factor authentication ဆိုတဲ့နေရာလေးကိုထပ်နှိပ်ပြပါခင်ဗျပြီးရင်ကျွန်တော်ဒီမှာကိုယ့်ရဲ့ Facebook ကောက်ကိုကျွန်တော်နှိပ်ပြပါခင်ဗျကျွန်တော်ဒီနေရာရောက်လို့ရှိရင်ကိုယ့်ရဲ့ Facebook password ကိုကျွန်တော်ထည့်ပြပါခင်ဗျကျွန်တော်ဒီမှာ password ထည့်ပြီးဆိုရင်အောက်က content news ဆိုတာလေးကိုကျွန်တော်နှိပ်ပြပါခင်ဗျကျွန်တော်ဒီနေရာရောက်ပြီဆိုရင်ကျွန်တော်က Facebook recovery ကောက်ယူမှာဖြစ်ရတဲ့ကြောင့်မို့အောက်ဆုံးက additional method ဆိုတာလေးကိုကျွန်တော်နှိပ်ပြပါခင်ဗျဒီကောင်းလေးပါအကောင်လေးကျွန်တော်နှိပ်ပြပါခင်ဗျပြီးရင်ကျွန်တော်ဒီမှာ recovery ကောက်ဆိုပြီးကျွန်တော်တို့ထပ်နှိပ်ပြပါခင်ဗျကောင်းလေးပါပြီးရင်ကျွန်တော်တို့အောက်က turn on ဆိုတာလေးကိုကျွန်တော်နှိပ်ပြပါခင်ဗျဒီကောင်းလေးပါခင်ဗျကျွန်တော်ဒီနားရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ recovery code 10လုံးရှိတယ်ပေါ့နော်ဒီ10လုံးမှာကိုကနေပြီးတော့ဒီ10လုံးကိုကနေပြီးတော့ကိုရဲ့စာအုပ်ထဲမှာဖြစ်ဖြစ်ကိုပြီးလို့ရှိရင်ကိုရဲ့ဖုန်းထဲမှာပဲဖြစ်ဖုန်းရဲ့ note မှာပဲဖြစ်ကျွန်တော်မှတ်ထားပေးပေါ့နော်အဲ့ခါကျဘာဖြစ်လို့လဲဒီ recovery code ကအရေးကြီးတယ်ပေါ့နော်တကယ်လို့မိတ်ဆွေတွေအနေနဲ့2 step ခံထားတဲ့ဖုန်းနံပါတ်လေးကြီးမေးမရှိတော့ဘူးဆိုလို့ရှိရင်ဒီ recovery code နဲ့အလွယ်တကူဝင်လို့ရရတယ်ဖြစ်ပါတယ်ခင်ဗျဒါကြောင့်မို့ဒီ recovery code တွေကိုကျွန်တော်တို့ကိုမပြောက်တဲ့နေရာတွေမှာတေချာလေးမှတ်ထားပေးပေါ့နော်စာအုပ်မှာရေးထားတာပဲဖြစ်ဖြစ်ဖုန်းထဲမှာမှတ်ထားတာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တေချာလေးမှတ်ထားပေးဖို့လည်းလိုပါတယ်ခင်ဗျအားလုံးပဲစင်မြင်ကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော် channel လေးကိုလည်း like and subscribe နှိပ်တော့ပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံပါဦးမယ်ခင်ဗျ